ပြည်ထောင်အစိုးရအနေနဲ့အမျိုးသားရဲဝန်ဆောင်မှုအဖွဲ့အစည်းအသစ်ထူထောင်သွားမှာဖြစ်ပြီးဒါဟာပြည်ထောင်ဘာရှင် FBI မဲဖြစ်တယ်လို့ပြည်ထောင်နိုင်ငံပြည်ထောင်ဝင်ကြီးရှာဘာနာမာမုဒ်ကဇန်နဝါရီ26ရက်ကကြေညာခဲ့ပါတယ်။တနေ့တခြားရှုပ်ထွေးလာတဲ့ပြစ်မှုကျူးလွန်မှုချင်းချမှုတွေကိုရင်ဆိုင်ဖို့အဆိုပါအဖွဲ့အစည်းမှာကျွမ်းကျင်လူရည်ကျော်နဲ့ခင်မီနည်းပညာတွေကိုပေါင်းစပ်သွားမှာဖြစ်ကြောင်းပြည်ထောင်ဝင်ကြီးဌာနကဆိုပါတယ်။အစည်းအဝေးအရပြည်ထောင်ဟာအမျိုးသားရဲရေးရာကော်မရှင်နာတဦးကိုနိုင်ငံတော်အဆင့်အမြင့်ဆုံးရဲရေးရာလုပ်ငန်းတာဝန်ခံအဖြစ်ခန့်အပ်ပြီးအဲ့ဒီအဖွဲ့အစည်းလဲပတ်မှုကိုစီမံခန့်ခွဲခိုင်းမှာဖြစ်ပါတယ်။ဒီလှုပ်ဆောင်ချက်ဟာပြည်ထောင်နိုင်ငံရဲလုပ်ငန်းစနစ်ထူထောင်တဲ့နှစ်ပေါင်း200ခန့်အတွင်းအကြီးမားဆုံးရဲရေးလုပ်ငန်းစနစ်ပြုပြင်ပြောင်းလဲမှုပဲဖြစ်ပါတယ်။ပြည်ထောင်ကအိမ်နေ့မှာထုတ်ပြန်လိုက်တဲ့ရဲရေးရာလုပ်ငန်းပြုပြင်ပြောင်းလဲမှုစက္ကူပြူစာတမ်းမှာပြည်ထောင်ရဲရေးရာလုပ်ငန်းစနစ်ဟာလက်ရှိမှာပြန့်ကျဲနေတဲ့ဖွဲ့စည်းပုံကနေဒေသနရနဲ့အမျိုးသားရဲရေးရာလုပ်ငန်းတာဝန်ခွဲဝေမှုဆိုတဲ့ပုံမရှင်းလင်းတဲ့အသွင်သစ်ကိုပြောင်းလဲသွားမယ်လို့ဖော်ပြထားပါတယ်။အဆိုပါအစီအစဉ်အရအမျိုးသားရဲဝန်ဆောင်မှုအဖွဲ့အစည်းဟာနိုင်ငံတော်တပြေးညီအင်အားအနေနဲ့အကြမ်းဖက်ဝါဒအစီအစဉ်ချပြစ်မှုကျူးလွန်မှုနဲ့ပမာဏကြီးမားတဲ့လိမ်လည်မှုစတာတွေအပါအဝင်အရှုပ်ထွေးဆုံးအဆိုးဝါးဆုံးပြစ်မှုကျူးလွန်တဲ့လုပ်ရက်တွေကိုကင်တွယ်စီမံသွားမှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိပြန်ကျဲလျက်ရှိတဲ့အဖွဲ့အစည်းများစွာအတွင်းရှိသက်ဆိုင်ရာတာဝန်ဌာနတွေကိုတစုတစည်းရဲ့ပေါင်းစည်းသွားမှာဖြစ်ပြီးအဲ့ဒီကမှအမျိုးသားရာဇဝတ်မှုအေဂျင်စီအကြမ်းဖက်တိုက်ဖျက်ရေးရဲရေးရာစနစ်ဒေသတွင်းအစီအစဉ်ချပြစ်မှုကျူးလွန်မှုဆိုင်ရာဌာနရဲဘက်သုံးဝေဟင်အင်အားနဲ့ရင်းထင်းရေးလုပ်ငန်းတွေပါဝင်ကြောင်းသိရပါတယ်။